မင်္ဂလာပါခင်ဗျာဒီကနေ့ထိမ့်သိမ့်မျှဝေနန်းစဉ်အမွေမဟာဂီတအစီအစဉ်ကနေတင်ဆက်မဲ့တေးသချင်းကတော့တောနဲ့တောင်ဆွဲအစချီယူရီးယားသချင်းပဲဖြစ်ပါတယ်ခင်ဗျာခေတ်ကာလနဲ့တေးပြူစာဆိုတို့ကိုမသိရတော့လဲတောတောင်အကြောင်းကိုဖွဲ့သောတေးသချင်းများအနက်ယူရီးယားကြီးသွားလို့အမည်ရတဲ့တေးတစ်ပုဒ်ဖြစ်ပါတယ်တာယာလှပတဲ့တောတောင်တွေဝဲကြီးငှက်တို့ပျော်မြူးစွာတွန်ကျူးနေကြပုံကြီးငှက်မောင်မယ်တို့အပြန်လန်တွန်ကြီးနေသည်မှာလူတို့ကဲ့သို့တီတီတာတာဖြင့်ကြည်နူးပွဲကောင်းပုံပတ်ဝန်းကျင်မှာလဲမှိုင်းညိုကနတ်တို့ဖန်ဆင်းထားသည့်အလားစိမ့်ဆူတာယာလှသည်မှာပကြီးဖြင့်ဖော်ကျူးလျင်မြည်တို့မြမမီနိုင်ကြောင်းတို့ကိုပုံဖော်ရေးဖွဲ့ထားပါတယ်တေးသချင်းတစ်ပုဒ်ထဲမှာပင်စီးဝါးနှမျိုးအသုံးပြုတိခတ်ရတဲ့ထူးခြားသောယူရီးယားတေးတစ်ပုဒ်လည်းဖြစ်ပါတယ်။တချင်းအစမှာနရီစည်းဖြင့်တိခတ်ပေးရပြီးနောက်ဆုံးအပိုက်တွင်ဇုံစည်းဖြင့်ပြောင်းလဲတိခတ်ပေးကြရပါတယ်။နားဆင်ခံစားအားပေးကြပါစို့လားခင်ဗျာ။တောနဲ့တောင်ဆွဲပြောကြမောင်မေငှက်ကဲလူလို့တန်ညူနော်လို့ပြောကြပြန်တကူငှက်ကဲလူလို့တန်ညူနော်လို့ပြောကြပြန်တော့တကူတောနဲ့တောင်ဆွဲပြောကြမောင်မေငှက်ကဲလူလို့တန်ညူနော်လို့ပြောကြပြန်တကူငှက်ကဲလူလို့တန်ညူနော်လို့ပြောကြပြန်တော့တကူတိုက်မြုံမာလီသာခွန်ကျွေးတယ်ကိုတိုက်မြုံမာလီသာခွန်ကျွေးတယ်ကိုတကူရီပန်းစီမြိုင်တန်းဝေတိုက်မြုံမာလီသာခွန်ကျွေးတယ်ကိုတိုက်မြုံမာလီသာခွန်ကျွေးတယ်ကိုတကူရီပန်းစီမြိုင်တန်းဝေမောင်နှံတောင်မှန်ချီကတွေ့လို့ဝဲကပြန်ဟိုမောင်နှံတောင်မှန်ချီကတွေ့လို့ဝဲကပြန်တွန်းကျူးကြော်ညံငါပေါင်းပြောကြပြန်မြိုင်ဆောင်မှာဒူဆုံးမောင်နှံမြိုင်ဆောင်မှာဒူဆုံးမောင်နှံမြိုင်ဆောင်မှာဒူဆုံးမောင်နှံကိန်းနီဟန်တွဲလို့နှွေကပြန်ဖိုမောင်နှံတောင်မှန်ချီကတွဲလို့ဝဲကပြန်ဟိုမောင်နှံတောင်မှန်ချီကတွဲလို့ဝဲကပြန်တွန်းကျူးကြော်ညံငါပေါင်းပြောကြပြန်မြိုင်ဆောင်မှာဒူဆုံးမောင်နှံမြိုင်ဆောင်မှာဒူဆုံးမောင်နှံမြိုင်ဆောင်မှာ
ဆွေကြောင်းရပြန်နတ်ကေဖန်ဝီယံအာကာရေကမေမောင်မင်းကိုဤမောင်တိန်နာဦးချစ်စင်ဆိုင်ရှူတိုင်းရဲ့ညိုရောင်ပြရီရှူတိုင်းရဲ့ညိုရောင်ပြရီရှူတိုင်းရဲ့ညိုရောင်ပြရီဘယ်မကြီးဟန်ရေလို့စေမမီကျူကြောညာတရားအာကာရေမြင်လာပဲဒီမောင်ဘူးဆွေကြောင်းရပြန်နတ်ကေဖန်ဝီယံအာကာရေကမေမောင်မင်းကိုဤမောင်တိန်နာဦးချစ်စင်ဆိုင်ရှူတိုင်းရဲ့ညိုရောင်ပြရီရှူတိုင်းရဲ့ညိုရောင်ပြရီရှူတိုင်းရဲ့ညိုရောင်ပြရီဘယ်ပကြီးဟောင်းရဲ့စေမမီ